ဟုတ်ကဲ့ပါကျွန်တော်ကတော့ကချင်ပြည်နယ်မြစ်ကြီးနားမြို့ Billboard Restaurant ပိုင်ရှင်ဦးကျော်ကျော်ဖြစ်ပါတယ်ဘယ်လိုစသိခဲ့လဲဆိုတော့ကျွန်တော်ကFacebook မှာဒီလိုပဲဗီဇက်ပဲအကောင်းကြောင်းဆိုတာရှာကြည့်တာပေါ့နော်အဲ့ဒါအများကြီးပဲကြည့်တော့ကိုယ်နဲ့အဆင်ပြေနိုင်မဲ့ဥစ္စာပေါ့နော်အဲ့ဒါဆိုတော့အဟောင်းတွေရွေးတွေ့တဲ့ချိန်ကြတော့လေကျွန်တော်ကစိတ်ချမ်းသာဘူးပဲပတ်စံကုန်ကြကြတာနော်အများကြီးကုန်ကြခံပြီးတော့မှခဏပြင်နေရင်လည်းအဆင်မပြေဘူးပေါ့နော်အတစ်ဆိုရင်တော့ဘာဖြစ်ဖြစ်ဟိုကလက်ကြည့်စရာမလိုဘူးပေါ့နော်အဲ့ဒါကုန်ပြီပဲကုန်ပြီကောင်းလဲဆိုတော့ရှားလိုက်တော့မှအဲ့ဒါဗီဒီယိုင်နဲ့တွတ်တွေ့တာပေါ့နော်DTI ကိုဘာဖြစ်လို့ရွေးချယ်ခဲ့လဲဆိုတော့ကျွန်တော်ကအဲ့လိုမြစ်ကြီးနားမြို့မှာလဲကျွန်တော်ထက်အရင်သုံးနေတဲ့မိတ်ဆွေတွေတွေ့တယ်လေသူတို့ကနေပြီးတော့မှလဲဒါဈေးတုံးတော့ကြီးဆက်တော့အဆင်ပြေပါတယ်သုံးရတာပြီးရတာဒါသူတို့ service တွေလည်းနောက်ဆိုပေးမယ်ဆိုတော့အဲ့ဒါနဲ့ကျွန်တော်လည်းအဲ့ဒါကိုရွေးချယ်ခဲ့အဲ့ဒီမီးစက်ကိုကျွန်တော်က2လပိုင်းစဝယ်တာပေါ့နော်ဝယ်ပြီးတဲ့ချိန်ကျတော့အဲ့ဒါမီးစက်နဲ့စပြီးအိမ်ရောက်ဆိုင်ရောက်ဘယ်ကနေမှစပြီးကျွန်တော်ကဒါလိုအပ်တာလေးကိုအားလုံးမီးကြိုးတွေကစအားလုံးပန့်ပိုးပေးပြီးတော့မှကျန်တဲ့စိတ်ပိုင်းတွေကတော့ကျွန်တော်အခုချိန်ထိလဲကြည့်စရာမလိုပါဘူးဟိုအပတ်စဉ်သူကဒါလစဉ်သူတို့ကဒါ service တွေလုပ်ပေးနေတာ maintain လုပ်ပေးတာပေါ့အဲ့ဒီမီးစက်ကိုကျွန်တော်တို့ကတော့ဟိုဒီမြစ်ကျင်းသားမှာရှိတဲ့မိတ်ဆွေတွေတော်တော်များများကိုကျွန်တော်ကနေမှလက်ဆင့်ကမ်းပြီးတော့ပြန်ပြီးတော့မှသူတို့ကိုပြန်ပြီးဒါဘယ်လိုမီးစက်သုံးရတာအဆင်ပြေတယ်ဆိုတဲ့အကြောင်းတော့ကျွန်တော်ကအမြဲဖိတ်ခေါ်တယ်သူတို့လာကြည့်ပါမီးစက်ကိုအဲ့ဒါကျွန်တော်စက်တွေပါတွေဒါစီကုံခံပြီးတော့မှကြော်ညာပေးပြီးတော့မှအဲ့ဒါကောင်းတယ်နော်စက်တွေပါနိုးပြဒါရှင်းပြပြီးတော့မှကုမ္ပဏီကိုသားတော်မှဟိုလုပ်ပေးနေရတာကောင်းလုံးလို့တခြားတော့ကျွန်တော်ကတော့ဟိုပြောစရာလဲဘာကြောင့်လဲဆိုတော့ကိုတုံးနေတဲ့ပစ္စည်းကတော့ကိုကအကောင်းဆုံးပဲဘာပဲဖြစ်ဖြစ်နော် VDI နဲ့လက်တွဲပြီးတော့မှဒါလုပ်ငန်းလှုပ်ဆောင်ရတာလဲဒီနဲ့ပါလေဒီ PDI ကအခုကျွန်တော်တို့ဒီမှာ maintain လာလုပ်ပြီးတဲ့ဒီဝန်ထမ်းတွေကအစကျွန်တော်မီးစက်ရောင်းပေးတဲ့ဟိုလက်ရှိဟိုပါပေါ့မန္တလေးရပေါ့နော်ကိုဟာကာဦးဆိုလဲစကားပြောရသက်ဆံပုံအကုန်လုံးကလည်းဒီပြစ်တယ်ရဲတန်းဟိုကလေးတို့သားနေပေါ့နော်အဲ့ဒါကြောင့်သူတို့လာတဲ့ဝန်ထမ်းတွေဆိုလဲဒီကြီးစက်နဲ့ပတ်သက်ပြီးကျွန်တော်ကအိမ်မှာမရှိတော့အစင်ပြည်သူတို့ဒါဘလို့ပဲဖြစ်ဖြစ်သူတို့ကအားလုံးကိုလောက်သွားပေးတာဆိုတော့အားလုံးကိုကျေးဇူးများတင်ပါတယ်အခုကျွန်တော်ဒီမီးစက်ကိုလမ်းသွားလမ်းလာကအစအလုံးကအိမ်ရှိမှထားတဲ့အချိန်တော့မြင်နေရတယ်မြင်နေရတော့တော်တော်များများလဲလာမေးတဲ့အချိန်ကျတော့ကျွန်တော်တို့လိပ်စာဖုန်းနံပါတ်ရော့မင်းတို့ဆက်သွယ်လိုက်ကောင်းတယ်နော်ကိုရီးယားတော့တုံးနေတာပေါ့နော်အခုချိန်ကြီးဘာမှဟိုထူထူတူတူလုပ်စရာလည်းမလိုဘူးကုန်တွေကလာပြီးတော့မှဒါတွေ service တွေဘယ်လိုလုပ်ပေးတယ်အကုန်လုံးကိုကျွန်တော်ကအဲ့လိုတော့ရှင်းပြပေးတာပေါ့ဒါသူတို့ရဲ့ရွေးချယ်မှုပေါ့ဗျာကိုကတော့ကိုတုံးနေတာတော့အကောင်းဆုံးပဲ